လုံးပဲမင်္ဂလာပါကျွန်တော်ဒီဘိုင်းမှာ eyedropper tool လေးကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့2ပေါက်ထဲမှာရှိတဲ့ဒီ eyedropper tool လေးကိုရအောင်လာခဲ့လိုက်ပါ select ပေးလိုက်ပြီပေါ့နော်ဟုတ်ပြီသူကဘယ်လိုအလုပ်လုပ်လဲဆိုရင်ဒီခုဒီမှာ foreground color မှာကြည့်ထားလိုက်ပါဘောနော် foreground color မှာဒီအရောင်လေးပေါ့အဲ့တော့ကျွန်တော်ဒီမှာ left click တစ်ချက်ထိလိုက်မှာပေါ့ဟောဒါဆိုရင် foreground color မှာပြောင်းသွားတယ်ဒီအစိမ်းမှာထိလိုက်မယ်ဆိုရင်ပြောင်းသွားတယ်အဲ့တော့ဒီဓာတ်ပုံစံမှာထိလိုက်မယ်ဆိုရင်လည်းပြောင်းသွားတယ်ဒီနေရာမှာထိလိုက်မယ်ဆိုရင်ပြောင်းသွားတယ်အဲ့တော့သူက foreground color နဲ့လွယ်လင့်တကူတူအလုပ်လုပ်ပေးရပါတော့အမှထပ်ပြီးတော့ဒီ background color အလုပ်လုပ်စေချင်တယ်ဆိုရင်ပေါ့နော် keyboard ပေါ် Alt နှိပ်ပြီးတော့ left click တစ်ချက်ထိလိုက်ပါဒါဆိုရင် background color ပေါ်မှာအလုပ်တော့လုပ်တယ်ပေါ့နော်ကျွန်တော် Alt လေးကိုဖိထားတော့မလွတ်ဘူးပေါ့နော်ဒီတိုင်းလေးခြောက်သွားပြီးတော့ light ထောက်နေတယ်ပေါ့နော်ဒါဆိုရင်သူကအမှ background color မှာအလုပ်နေတာကိုတွေ့နေရတယ်ပေါ့နော်ဒီ two option ဘာပေါ်မှာရှိတဲ့ sample size ဆိုတဲ့ထဲကကျွန်တော်ပထမအဆုံးဒီ point sample ဆိုတာလေးကိုရှင်းပြပါမယ်ဟုတ်ပြီဒီ mouse ကိုထားခြင်းနဲ့ကိုတွားခြင်းတဲ့နေရာမှာလာထားလိုက်တယ်ပေါ့နော် control plus နဲ့ချက်ခဲ့တယ်ပေါ့ဟုတ်ပြီချက်ခဲ့တယ်ဆိုရင်ကျွန်တော်တို့ဒီ point sample ရဲ့အဓိပ္ပာယ်ကကျွန်တော်ဒီနေရာမှာ left click တစ်ချက်ထိလိုက်တယ်ဆိုရင် foreground မှာဒီ color လေးအလုပ်လာဝင်တယ်ပေါ့နော်အဲ့တော့ဒီနေရာလေးပေါ့နော်ဟုတ်ပြီထပ်ပြီးတော့ကျွန်တော်တို့ဒီနေရာကိုလာမယ်ဒီ 3x3 average ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်အဲ့တော့ 3x3 average ကဘာလုပ်လို့လဲဆိုရင်ကျွန်တော်တခုဒီနေရာကိုနှိပ်လိုက်မယ်ဆိုရင်ဒီနေရာကိုအလယ်ထားပြီးပတ်လဲ3ခုပေါ့နော်1 2 3 1 2 3 1 2 3 1 2 3အဲ့တော့သူက3x3သူကပြန်မြယူသွားတဲ့ color ဒီကိုရောက်လာတာဖြစ်ပါတယ်အဲ့တော့ထပ်ပြီးတော့ကျွန်တော်တို့ဒီ 5x5 လေးကိုတောင်းမယ်ဆိုရင်ဒီမှာပဲပျော်ထိလိုက်မယ်ဆိုရင်5ကိုသူကပြန်မြယူသွားမှာဖြစ်ပါတယ်အဲကြောင့် left click တစ်ချက်ထိလိုက်မယ်ဆိုရင်ဒါ foreground မှာသူရဲ့ပြန်မြပတ်လဲ5 color ဝင်တယ်ပေါ့နော်အဲထပ်ပြီးတော့ကျွန်တော်တို့11/11ဆိုရင်လည်းဒါထိုနည်း၎င်းပါပဲသူရဲ့ပတ်လဲ11/11တွက်တော့မှာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာအရောင်ကပြန်ပြောင်းသွားတယ်ပေါ့နော်အဲ့လိုပဲကျွန်တော်တို့31/31ဆိုရင်လည်းဒီခုဒီညာလေးကိုကျွန်တော်ထိလိုက်တယ်ပေါ့နော်သူရဲ့ပြန်မြပတ်လဲယူသွားတယ်ပေါ့နော်အဲ့ထပ်ပြီးတော့51/51ဆိုရင်လည်းဆိုနည်းလည်းကောင်းပဲသူရဲ့ပတ်လဲ51ပြန်မြခါလာလေးကိုသူတွက်ထုတ်ပြီးဒီမှာလာပြီးတော့ foreground မှာတက်ဝင်တယ်ပေါ့နော်ထပ်ပြီးတော့ဒီမှာ101/101ဆိုရင်လည်းကျွန်တော်တို့ဟောဒီမှာပြန်မြ101/101ရဲ့ခါလာကိုရတော့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ sample site ထဲကဒီခုရှင်းပြလိုက်တဲ့ဒီຢာတွေကိုဘယ်လိုအသုံးချမယ်ဆိုတော့မိတ်ဆွေလက်ထဲမှာရှိပါပြီ